ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များတဲ့မိမိနေထိုင်ရာနေရာသည်မြည်သည့်ငလျင်စုပ်တွင်ကြောက်ရောက်သည်မြည်ကဲ့သို့ပြင်ဆင်ထားသည့်သည်ကိုလေ့လာထားပါနှင့်ဘေးကင်းလုံခြုံသောနေရာလမ်းကြောင်းများကိုသတ်မှတ်ထားပါငလျင်လုံနေချိန်တွင်ပြည်မှုနေထိုင်ရမည့်နေလမ်းများကိုမိသားစုဝင်များအားအသိပေးလေ့ကျင့်ထားပါပြိုကျပြုတ်ကျကွဲရှနိုင်သောပစ္စည်းများတွဲလောင်းကျနေသောအရာများကိုအန္တရာယ်မဖြစ်စေရန်မြဲမြံအောင်ပြုလုပ်ထားပါ၄မိသားစုသုံးရေးပေါ်ပစ္စည်းများအရေးကြီးစာရွက်စာတမ်းများကိုကြိုတင်ပြင်ဆင်ထားပါ၅မိမိအိမ်ခိုင်ခန့်မှုကိုပုံမှန်စစ်ဆေးပြီးတောက်တင်ခိုင်မာအောင်ပြုလုပ်ထားပါငလျင်လုံနေစဉ်တွင်လိုက်နာရန်အချက်များတဲ့ကြောက်ရွံ့ထွက်လန့်မှုမရှိပါနဲ့တတိရှိပါတည်ငြိမ်မှုရှိပါနဲ့9စက္ကန့်အတွင်းအစအအုပ်ပြင်သို့ရောက်နိုင်ပါကထွက်ပြေးပါမရောက်နိုင်ပါကဘေးကင်းသောနေရာတွင်ဝေါ့ကာကိုင်ပုံစံဖြစ်နေပါ၃လေကွင်းပြင်သို့မဟုတ်ဘေးကင်းရာမြင့်မားသောအစအအုပ်ရက်စင်မီယိုဓာတ်တိုင်များတစ်ပင်များပြိုကျနိုင်သောအရာများနှင့်ဝေးရာသို့ပြေးပါ၄ငလျင်ကြောင့်ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက်ကမ်းခြေသို့မဟုတ်မြစ်ကမ်းစပ်အနီးတွင်ရောက်ရှိနေပါကကုန်းမြေမြစ်သို့ရွှေ့ပြောင်းပါ၅မီးသုံးပြုနေစဉ်ငလျင်လှုပ်ပါကမီးတောင်ငိမ့်ပါမီးခလုတ်များကိုပိတ်ပါ၆ဆိုင်ကယ်ကားစသည်တို့ဖြင့်မောင်းနေချိန်ဖြစ်ပါကအရှိန်လျှော်ပြီးဘေးကင်းရာနေရာတွေရပ်ထားပါငလျင်လုံနေစဉ်တွင်ရှောင်ရှားသည့်အချက်များတဲ့အဆောက်အုံထဲသို့ပြေးမဝင်ပါနဲ့ဓာတ်လေကားများအသုံးမပြုပါနဲ့၃အထက်မြင့်တိုက်များမှခုတ်ထွက်ခြင်းမပြုပါနဲ့ငလျင်လုံပြီးနောက်ပြုလုပ်ရန်အချက်များတဲ့မိသားစုဝင်များကိုစစ်ဆေးပါမိသားစုဝင်များပျောက်ဆုံးသွားပါကသက်ဆိုင်ရာသို့အကြောင်းကြားပါနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ဆေးပြီးလိုအပ်သောအကူအညီများပေးပါ၃သက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာသောသတင်းများကိုစစ်စစ်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါအခြားသူများကိုမျှဝေပါကောလာဟာလသတင်းများကိုမယုံပါနဲ့၄မိမိအိမ်နဲ့ပတ်ဝန်းကျင်ရှိလျှက်စစ်ပစ္စည်းများဖြစ်စီမှုများအားလုံးကိုပြန်လည်စစ်ဆေးပါ၅အင်အားကြီးမားသည့်ငလျင်လှုပ်ပြီးတိုင်းနောက်ဆက်တွဲငလျင်များလှုပ်တတ်ကြောင်းသတိပြုပါ၆နောက်ဆက်တွဲဘေးအန္တရာယ်မီးဘေးဆူနာမီရေကြီးခြင်းမြေပြိုခြင်းများကိုအထူးသတိပြုပါငလျင်လှုပ်ပြီးနောက်ရှိုင်ရှားသည့်အချက်များတဲ့အဆောက်အအုံ၏ခိုင်ခန့်မှုကိုစစ်ဆေးခြင်းမပြုဘဲမဝင်ရနဲ့မြစ်ကမ်းပါတောင်ဆောင်များသို့မသွားပါနဲ့မြေပြိုနိုင်ပါသည်၃ဆယ်ရေလောင်ကန်များနေတွင်မနေပါနဲ့ဆယ်ကျိုးပေါက်ပြီးရေကြီးနိုင်သည်၄တာဝါတိုင်းများမျောစင်များအထက်မြင့်အဆောက်အဦများပြိုကျနိုင်သဖြင့်နေသို့မသွားပါနဲ့ငလျင်ပမာဏ Richter scale နှင့်အထက်သက်ရောက်မှုရှိနိုင်ခြင်းမသိသာသောအခြေအနေဖြစ်ပါသည်နည်းနည်းလေးကြောင့်လူအချို့တတိထားမိသည့်အခြေအနေဖြစ်သည်၄နဲ့4.9ကြောင့်လူတိုင်းလိုခံစားမိသောအခြေအနေဖြစ်သည်9နဲ့9.9ကြောင့်ခိုက်ခတ်သောအဆောက်အဦတွင်မပြောပလောက်သောပစ္စည်းမှုတွေ့ရသောအခြေအနေဖြစ်သည်6နဲ့ 6.9ကြောင့်ခိုက်ခတ်သောအဆောက်အဦတွင်ပင်သိသာသောပစ္စည်းမှုတွေ့ရသောအခြေအနေဖြစ်သည်9နဲ့ 9.9ကြောင့်ခိုက်ခတ်သောအဆောက်အဦများတွင်ဆိုးရွားသောပစ္စည်းမှုတွေ့ရသောအခြေအနေဖြစ်သည်10ထက်ကြီးမားသောပစ္စည်းပြိုကျမှုများတွေ့ရသောအခြေအနေဖြစ်သည်ငလျင်သည်အလျားလိုက်နှင့်အထက်အောက်လှုပ်ရှားနိုင်ပြီးငလျင်၏ပြင်အားအဆောက်အဦ၏တည်ဆောက်ပုံတည်နေရာတို့ပေါ်မူတည်ပြီးပစ္စည်းမှုများကွာခြားနိုင်ပါသည်